မန်ယူနိုက်တက်ရဲ့ထင်ကရကစားသမားဝင်းရူနီရဲ့တာကိုင်ရူနီကိုစာချုပ်တစ်ကန်လှန်လိုက်ပြီအားလုံးပဲမင်္ဂလာပါဖူဘောရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မန်ချက်စတာယူနိုက်တက်ရဲ့ထင်ကရကစားသမားဝင်းရူနီရဲ့အသက်16နှစ်ရဲ့တားဖြစ်သူကိုင်ရူနီကို Red Devil ကစာချုပ်တစ်ရဲ့ကန်လှန်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ဟာကိုင်ကိုအဖေဖြစ်သူရဲ့လမ်းကြောင်းကိုဆက်လက်လိုက်နိုင်မဲ့အလားအလာရှိတဲ့လူငယ်ကျယ်ပွင့်ဖြစ်မြင်ထားပြီးအကယ်ဒမီအဆင့်ကနေ Professional အဆင့်ထိတက်လှမ်းနိုင်ဖို့စာချုပ်တစ်ရဲ့ကန်လှန်ထားတာဖြစ်ပါတယ်။ကိုင်ဟာနှစ်တော်ကြာကတည်းက Manchester United Academy မှာလေ့ကျင့်လာသူဖြစ်ပြီးအဖေလိုပဲတိုက်စစ်ကစားသမားတဦးဖြစ်လူငယ်ပြိုင်ပွဲတွေမှာခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ကိုင်ဟာ United ကအလွန်ရေးထားနေတဲ့လူငယ်ကစားသမား14ယောက်အုပ်စုထဲပါဝင်ခဲ့ပြီးစာချုပ်တစ်ကန်လှန်ခံထားရသူတူဖြစ်လာခဲ့ပါတယ်။သတင်းတွေအရကိုင်နဲ့အတူလက်ရှိ Manchester United နီးပြချုပ် Michael Carrick ရဲ့သား JC Carrick ကိုလည်းစာချုပ်တစ်ကန်လှန်ခံထားရတယ်လို့သိရပါတယ်။အကယ်၍ကိုင်ဟာစာချုပ်ကိုလက်ခံခဲ့မယ်ဆိုရင်ပထမဦးစွာတစ်နှစ်တာ Scholarship စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီးအသက်19နှစ်ပြည့်ချိန်မှာတော့3နှစ်တာ Professional စာချုပ်ဖြစ်ပြောင်းလဲသွားမယ်လို့ဆိုပါတယ်။သတင်းတွေအရအဲ့ဒီစာချုပ်နဲ့ကိုင်ဟာတစ်နေ့လပေါင်9000ဝန်းကျင်ထိလားဆိုင်ရရှိနိုင်တယ်လို့နှစ်စဉ် signing on fee လည်းထပ်မံရရှိနိုင်ပါတယ်။ဒါပေမဲ့လက်ရှိချိန်ထိရူနီရဲ့မိသားစုကစာချုပ်ကိုတရားဝင်လက်မခံသေးပါဘူး။သတင်းရင်းမြစ်တူကတော့ဒီလူငယ်အုပ်စုဟာအရန်အောင်ရေးချင်းပြေးသွားပါတယ်။ကိုင်နဲ့ JC ပါဝင်အများစုကစာချုပ်ကန်လှန်ခံထားရပါတယ်။ကြောင်းပြီးသွားတဲ့အခါသူတို့အနေနဲ့အချိန်ပြည့်ဘောလုံးလုံးကိုင်နဲ့ဝင်နိုင်ပြီးအသက်19နှစ်ပြည့်ရင် Professional အဆင့်ထိရောက်နိုင်ပါတယ်။ထိပ်တန်းကစားသမားဖြစ်ဖို့လမ်းရှင်ရှိနေသေးပေမဲ့အသင်းဟာသူတို့ကိုအလားအလာရှိတဲ့သူတွေဖြစ်ယုံကြည်ထားတာတော့ဂုဏ်စရာပါလို့ပြောခဲ့ပါတယ်။ဝင်းရူနီကိုယ်တိုင်လည်းပြီးခဲ့တဲ့လ FA ရန်ကန်ပြိုင်ပွဲမှာတားဖြစ်သူကိုင်ကိုအန်ဒါ18အသင်းသက်ဝင်ကစားတာကိုမြင်ပြီးအလွန်ဝမ်းသာကြမိကြောင်းပြောကြားခဲ့ပါတယ်။သူဟာကိုင်ကိုအန်ဒါ18အသင်းနဲ့ခေါ်ယူခဲ့တာပါ။သူကစားနေတာကိုမြင်ရတာအယမ်းပျော်ပါတယ်။အေဗာတန်အတွက်ရန်ကန်ကစားခဲ့တဲ့ကိုယ့်အချိန်တွေကိုပြန်မှတ်မိစေပါတယ်။အဲ့ဒီချိန်ကတကယ်ကိုဂုဏ်စရာပါသူ့အတွက်လည်းအယမ်းပျော်ပါတယ်လို့ဆိုခဲ့ပါတယ်။တစ်ဖက်မှာတော့ကိုင်ရဲ့မိခင်ကောလင်းရိုနီကတားတွေကိုဘောလုံးလမ်းကြောင်းကိုအသင်းမလိုက်စေချင်ခဲ့ဘူးလို့ပြောပြီးကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးတာကြောင့်ရှင်းလင်းခဲ့ပါတယ်။သူမကဘောလုံးကစားဖို့အသင်းမလုပ်ခဲ့ပါဘူး။ကိုလုပ်ချင်တာကိုကိုဆုံးဖြတ်စေချင်တာပါ။လူများဖိအားပေးတတ်ပေမဲ့ကိုင်ဟာကိုပိုင်ကစားပုံရှိတဲ့သူဖြစ်ရည်တည်ခြင်းပါတယ်လို့ဆိုခဲ့ပါတယ်။ဝင်းရူနီကလည်းနီးပြအဖွဲ့တွေ Academy ကိုပြန်လည်အရေးထားလာတာကိုအလွန်ဝမ်းမြောက်ကြောင်း BBC Podcast မှာထပ်မံပြောကြားခဲ့ပါတယ်။ဖူဘောကိုအားပေးနားဆင်ပေးကြတဲ့မိတ်ဆွေတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာဘောလုံးသတင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ Like Share နဲ့ Subscribe လေးလုပ်ထားပေးကြပါဦးနော်။